အားလုံးပဲမင်္ဂလာပါရှင်။ Sherry ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့လည်း Sherry ကိုယ်တိုင်ရှောင်းနှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့လာများဝေပေးရှင်လို့ပါရှင်။ Sherry ကိုယ်တိုင်ကလည်းဗီဒီယိုမလုပ်ဖြစ်တာကြာသွားပြီဆိုတော့ဒီနေ့လည်းအားနေတာကြောင့်လာကစားပြမယ်ရှင်။ Sherry ခုဝင်ထားတဲ့ဖဲခန်းဆိုရင်တခြားသူတွေအတွက်ကတော့ဒီလိုခန်းမကစားသင့်ဘူးဘာညာနဲ့ပြောကြလိမ့်မယ်ရှင်။ဒါပေမဲ့ Sherry အတွက်ကတော့ဒီလိုဖဲခန်းတွေကကိုယ့်အတွက်ဖဲအကြောင်းတွေကိုလည်းပိုလေးလာစေနိုင်ပါတယ်ရှင်။ပြီးတော့ဖဲအကြောင်းနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူလေ့လာနေတဲ့သူဆိုရင်တော့ဘယ်အခန်းကအမျက်လုံးသင့်လဲမလုံးသင့်လဲဆိုတာသိမှာပါရှင်။ဒါပေမဲ့ဖဲမလားတဲ့ခန်းကအမျက်မလုံးသင့်တဲ့အခန်းလို့အမြဲပြောလို့မရပါဘူးနော်။ Sherry ရွေးထားတဲ့ဖဲခန်းရဲ့စကောကိုကြည့်ရအောင်ရှင်။ဒီလိုဆိုရင်တော့စကောမလားသေးဘူးလို့ပြောလို့ရပါတယ်ရှင်။ဘာလို့လဲဆိုရင်တော့ဖဲရဲ့ပုံစံတိုင်းကိုလည်းရှင်းရှင်းလေးမမြင်ရသေးလို့ပါနော်။ဒါပေမဲ့ Sherry ကတော့စမ်းကစားကြည့်သွားမယ်ရှင်။ပထမဦးဆုံးအနေနဲ့ Sherry ကတော့အပြာဖက်ကိုလောင်းထားပါတယ်နော်။ Sherry နဲ့တူဖဲဖွင့်တာကိုစောင့်ကြည့်ကြရအောင်ရှင်။ဖဲစားဖွင့်နေပါပြီနော်။အပြာအပေါင်းမရှိအနီးတပေါက်အပြာဖက်ကိုဆက်ဆွဲမယ်နော်။အပြာနှစ်ပေါက်အနီးကိုလည်းဆက်ဆွဲမယ်နော်အနီးတစ်ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့ Sherry အပြာနှစ်ပေါက်နဲ့နိုင်ပါတယ်ရှင်ဖဲမလားတဲ့အခန်းကိုကစားကြည့်တာကလည်းကိုယ့်အတွက်ထပ်လေ့လာနိုင်တဲ့အခွင့်အရေးတစ်ခုလို့ပြောလို့ရပါတယ်ရှင်လွယ်ကူတဲ့အခန်းဖဲလားတဲ့အခန်းတွေကိုပဲရွေးကစားမယ်ဆိုရင်တော့ဖဲပြောင်းသွားတဲ့ချိန်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာမသိပဲဖြစ်လိမ့်မယ်ရှင်အဲကြောင့်ဖဲပုံစံကသူ့အနေနဲ့သူမဟုတ်သေးတဲ့အခန်းဆိုရင်တော့မှကိုယ့်အတွက်လေးကျင့်တဲ့အနေနဲ့နည်းနည်းရှင်းဖြည်းဖြည်းရှင်းကစားကြည့်သင့်တယ်လို့ထင်ပါတယ်ရှင်လူတိုင်းကတော့လွယ်တဲ့ခန်းနဲ့ဖဲလာတဲ့ခန်းကိုပဲရွေးကစားရှင်ကြတာကတဘာဝပါပဲနော်ဘာလို့ခတ်တဲ့ခန်းကိုရွေးကစားရှင်ကြမှာလဲဟုတ်တယ်မလားရှင်ဒါပေမဲ့ကိုကခတ်တဲ့ခန်းတွေကိုနည်းနည်းမှမလေ့လာထားဘူးဆိုရင်တော့တကယ်ကြုံလာတဲ့ရှင်ဆိုရင်ငွေရှုံးဖို့ပဲရှိပါတယ်နော်ပြီးတော့ Sherry ထပ်ပြောပြရှင်တာကကိုရှုံးတဲ့ချိန်မှာဆိုရင်ဖဲနဲ့မဆိုင်ဘူးလို့ပြောရှင်ပါတယ်ရှင်ဘာလို့ဖဲနဲ့မဆိုင်ဘူးလို့ပြောလဲဆိုရင်တော့အများပိုင်းကကိုယ်စိတ်ကြောင့်ရှုံးခဲ့တယ်လို့ Sherry ထင်ပါတယ်စိတ်လောပြီးစိတ်မထိန်ရှုံးနိုင်တော့ရှုံးခဲ့တာများကြပါတယ်ရှင်ဖဲကစားတဲ့နေရာမှာဆိုရင်စိတ်ငြိမ်ထားပြီးခဏလောက်စောင့်ကြည့်ရင်တော့တခြားသူတွေမမြင်နိုင်တဲ့ဖဲရဲ့ပုံစံကိုလည်းမြင်ရတတ်ပါတယ်ရှင်အခုလဲ Sherry ကတော့ဖြည်းဖြည်းချင်းကစားသွားမယ်နော်ဒီတစ်ခေါက်တော့ Sherry ကအပြာဖက်ကိုပိုကြိုက်တယ်ရှင်အဲကြောင့်အပြာဖက်ကို1000ဖိုးထိုးထားပါတယ်နော်Sherry ထင်ထားသလိုဖြစ်မဖြစ်ဆိုတာကိုတော့တူစောင့်ကြည့်ကြရအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာ4ပေါက်အနီ6ပေါက်အပြာဖက်ကိုဆက်ဆွဲမယ်နော်အပြာ8ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့အမျက်ထက်ရပါတယ်ရှင်ဒီလိုဖဲခန်းတွေကို Sherry ကစားတဲ့ချိန်မှာဆိုရင်တော့ငွေကြေးပိုင်းတစ်ခုထင်းနဲ့မဟုတ်ပါဘူးရှင်ကိုယ့်အတွက်အရင်ကထက်ပိုကောင်းအောင်လေ့လာတာလည်းပါပါတယ်နော်ကိုနိုင်တဲ့ချိန်မှာဆိုရင်တော့ပြောမယ်ဒါကတော့အားလုံးလဲဒီလိုဖြစ်ကြတာပဲဟုတ်တယ်မလားရှင်ဒါပေမဲ့နိုင်လို့ပြောတာထက်ကိုယ်စိတ်ကိုကိုထိန်းချုပ်နိုင်တဲ့ချိန်ဆိုရင်တော့ပိုအောင်ပျော်ဖို့ကောင်းပါတယ်ရှင်အဲကြောင့်ဖဲကစားမယ်ဆိုရင်အဓိကအချက်ကတော့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်ရမယ်ဖဲရဲ့ပုံစံကိုလည်းကြီးတက်မယ်ဆိုရင်တော့ဒီကစားပွဲကတကယ့်ကိုပျော်စရာကောင်းပါတယ်ရှင်Sherry ခုကစားနေတဲ့ဖဲခန်းမှာဆိုရင်ဖဲသိမ့်မလှသေးဘူးလို့ပြောလို့ရပါတယ်ရှင်ဒါပေမဲ့ဒီလိုဖဲခန်းတွေကိုကစားတာကဖဲပုံစံကြီးတဲ့နေရာမှာဆိုရင်ကိုအတွက်ပိုပြီးကျွမ်းကျင်စေပါတယ်ရှင်ပြီးတော့ကိုခက်မယ်ထင်တဲ့ဖဲခန်းတွေကိုလည်းကစားကြည့်ဖို့မကြောက်ပါနဲ့နော်ဘာလို့လဲဆိုရင်တော့ဒီလိုဖဲခန်းတွေကကိုအတွက်နီးစနစ်သစ်တွေနဲ့အမြဲတင်ပေးတတ်ပါတယ်ရှင်ခုနက Sherry ပြောသလိုပါပဲစိတ်လေးနည်းနည်းရှည်ပြီးစိတ်အေးနဲ့စောင့်ကြည့်ဖို့လိုပါတယ်ရှင်ခုနကထိုင်းကိန်းကြောက်သွားပါတယ်နော်ဒီတစ်ခေါက်လဲ Sherry ကတော့အနီဖက်ကိုပဲဆက်ဆွဲကြည့်အောင်မယ်ရှင်Sherry ထင်ထားတဲ့အတိုင်းဖြစ်မဖြစ်ဆိုတာကိုတော့စောင့်ကြည့်ကြပါအောင်နော်ဖဲစားဖွင့်နေပါပြီရှင်အပြာ6ပေါက်
အနီနှစ်ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့ Sherry ထင်ထားတဲ့အတိုင်းမဖြစ်ပါဘူးရှင်အပြား6ပေါင်းနဲ့နိုင်သွားပါတယ်နော်ဖဲသိမ့်မလားတဲ့ခန်းကိုကစားတာကလည်းဖဲကင်းကိုပို့ပြီးနားလည်စေဖို့နဲ့နောက်ကစားတဲ့နေရာမှာလည်းကိုယ့်အတွက်ထောက်ကူဖြစ်စေပါတယ်ရှင်ဖဲကစားတာကကိုယ့်အတွက်အမြဲရစေဖို့တစ်ခုတည်းမဟုတ်ပါဘူးနော်ကိုယ်စိတ်ကိုငြိမ်အောင်ထားရင်ဘယ်လိုဖဲပုံစံနဲ့ကြုံနေရပါစေကြော်သွားနိုင်နေဆိုတာကိုလည်းသင်ပေးပါတယ်ရှင်အခုကြည့်နေတဲ့သူတွေဆိုရင်လည်းဒီအချက်လေးကိုမှတ်ထားပေးပါနော်ဖဲမလားတဲ့ခန်းတွေနဲ့ဖဲခဏခဏပြောင်းနေတဲ့အခန်းတွေနဲ့ကြုံလာရင်တော့အရှုံးမပေးသေးပါနဲ့နော်ဘာလို့လဲဆိုရင်တော့ဒီလိုရှုပ်ထွေးနေတဲ့အထဲမှာအကောင်းဆုံးဆိုတာအမြဲရှိတတ်ပါတယ်ရှင်ကဲ Sherry ထိုးထားတဲ့ဖက်ကိုပြန်သွားကြည့်ကြရအောင်နော်အပြားအပေါင်းမရှိအနီနှစ်ပေါက်ရှိထားတယ်နော်အနီရှစ်တက်တယ်အနီလဲဘူးအပြားဘူးဟုတ်ပြီဒီတစ်ခေါက်လဲအထိုင်းကိန်းထက်ကြပြန်ပါတယ်ရှင်ဒီအခန်းကထိုင်းကိန်းကြတာများတယ်လို့ပြောလို့ရပါတယ်နော်ဒါနဲ့ဆိုရင်တော့၄ချိန်မြောက်ရှိပါပြီရှင်ထိုင်းကိန်းထိုးရတာကြရင်တော့အမျက်တစ်ခုထပ်လုပ်လို့ရပါတယ်နော်ဒီနေ့တော့ဖဲကစားနည်းကို Sherry အသေးစိတ်မရှင်းပြထားတော့ပါဘူးရှင်ဒါပေမဲ့အခုကြည့်နေတဲ့သူကဖဲအကြောင်းကိုစိတ်ဝင်စားတဲ့လေ့လာရှင်နေဆိုရင်တော့ Sherry ရဲ့ channel ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်ဒါမှမဟုတ်အသေးစိတ်သိရှင်တာဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုမျှဝေပေးရှင်တာဖြစ်ဖြစ် Sherry ရဲ့ Telegram group ထဲမှာပါဝင်နိုင်ပါတယ်ရှင်ပြီးတော့အရင်ရက်တွေကဖဲအကြောင်းတွေကိုပြောပြခဲ့တာလဲစမ်းကစားပြီးသွားပြီလားရှင်တကယ်လို့စမ်းကစားကြည့်ပြီးသွားရင်လည်းပြန်လာမျှဝေပေးလို့ရပါတယ်နော်ဒီနေ့ Sherry ရွေးကစားလိုက်တဲ့ဖဲခန်းကတိတ်မလားသလိုဖဲရဲ့ပုံစံကိုလည်းအတိအကျပြောလို့မရပါဘူးရှင်ပြီးတော့ဖဲခန်းမလားလဲကိုစိတ်ညင်ရင်အမျက်ရှာနိုင်တယ်ဆိုတာကိုပြပေးရှင်လို့ပါရှင်ဒီတစ်ခေါက်ကတော့ Sherry အပြာဖက်ကိုထိုးကြည့်မယ်ရှင်Sherry ထင်ထားတဲ့အတိုင်းဖြစ်မဖြစ်ဆိုတာကိုတော့တူတူစောင့်ကြည့်ကြပေးပါဦးနော်Sherry ခုကစားနေတဲ့ဖဲခန်းက WM ဖဲခန်းပါရှင်ဒီဖဲခန်းမှာလဲ Sherry ပြောပြရှင်းပြထားတဲ့ကစားနည်းတွေနဲ့တုံးပြီးတော့မှကစားကြည့်လို့ရပါတယ်ရှင်ဒါပေမဲ့စိတ်ရှိရှိနဲ့တတိရှိရှိနဲ့ကစားဖို့အကြံပေးပါတယ်နော်Sherry ထိုးထားတဲ့ဖက်ကိုတစ်ချက်ပြန်သွားကြည့်ကြမယ်နော်အပြား2ပေါက်အနီ9ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ထင်ထားတဲ့အတိုင်းမဖြစ်ပါဘူးရှင်အနီ9ပေါက်နဲ့နိုင်သွားပါတယ်နော်ဒါပေမဲ့ဘာမှမဖြစ်ပါဘူးနော် Sherry ကတော့ဒီစကောအတိုင်းပဲဆက်ကစားသွားကြည့်အောင်မယ်ရှင်ဖြည်းဖြည်းချင်းကစားသွားမယ်နော်ဒီတစ်ခေါက်လဲ Sherry ကတော့အပြာကိုထိုးထားပါတယ်ရှင်Sherry နဲ့တူတူဖဲဖွင့်တာကိုလည်းစောင့်ကြည့်ကြပါအောင်နော်ဖဲစားဖွင့်နေပါပြီရှင်အပြာတစ်ပေါက်အနီအပေါင်းမရှိအပြာဖက်ကိုဆက်ဆွဲမယ်နော်အပြာ10ပေါက်အနီဖက်ကိုလည်းဆက်ဆွဲမယ်နော်အနီတစ်ပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့ Sherry နိုင်ပါတယ်ရှင်အပြာ10ပေါက်နဲ့နိုင်သွားပါတယ်နော်နောက်လာမယ့်အချိန်တွေလဲ Sherry ဘယ်လိုပုံစံနဲ့ကစားမလဲဆိုတာကိုတော့ Sherry နဲ့တူတူအဆုံးထိကြည့်ပေးပါအောင်နော်ကိုမမတို့လည်းဖဲကစားမယ်ဆိုရင် Sherry အရင်ကပြောထားသလိုပါပဲရှင်ကိုတေချာတဲ့အလဲကြားမှာလောင်းကြီးလေးတင်လို့ရတယ်လို့အလဲတိုင်းကိုလည်းထိုးเสียလည်းမလိုပါဘူးရှင်ကိုကြိုက်တဲ့အလဲကြားမှာထိုးလို့ရတယ်လို့မကြိုက်ရင်လည်းကြော်သွားလို့ရပါတယ်နော်ဒီတစ်ခေါက်ကတော့ Sherry ယုံကြည်မှုရှိတာကြောင့်အပြာဖက်ကို2000ထိုးထားပါတယ်နော် Sherry နဲ့ကြည့်ရအောင်ရှင်အပြာ6ပေါက်အနီ1ပေါက်အနီဖက်ကိုဆက်ဆွဲတယ်နော်အနီအပေါင်းမရှိဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့အမျက်ထက်ရပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်မှထပ်တွေ့ကြမယ်နော်အခုချိန်ထိ Sherry နဲ့တူတူရှိပေးခဲ့တဲ့ကိုမမတို့တယောက်ရှင်စီကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်